အားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာမာမီ page ကနေကြိုဆိုပါရစေကျွန်မကတော့ဒေါက်တာမြတ်တီဝီမောင်ပါဒီဗီဒီယိုလေးထဲမှာပြောပြပေးခြင်းတဲ့အကြောင်းအရာကကြတော့ paracetamol အကြောင်းပဲဖြစ်ပါတယ်မိဘတော်တော်များများကလေးဖျားတဲ့အခါမျိုးမှာအဖျားကျဖို့အတွက် paracetamol တိုက်ရမယ်ဆိုတဲ့အသည့်အရရှိကြပါတယ်ဒါပေမဲ့တချို့သတိမမူမိတဲ့အမှားလေးတွေရှိနေတတ်ပါတယ်အဲ့ဒါတွေထဲမှာပထမဦးဆုံးအမှားလေးတစ်ခုကကြတော့ paracetamol တိုက်တဲ့အခါမှာ dose လို့ခေါ်တဲ့ဒီဆေးရည်ပမာဏကိုပုံသေးထားပြီးတော့တိုက်တာပဲဖြစ်ပါတယ်ရှင် paracetamol ဆေးရည်တွေကအဆက်ချပြီးတော့တိုက်ရတဲ့ drops အမျိုးအစားတွေရှိတယ်လို့မျိုး5 ml မှာ120 mg ရှိတဲ့အမျိုးအစားတွေလည်းရှိပါတယ်တချို့ဆေးရည်တွေကကြတော့5 ml မှာ250 mg ရှိတဲ့အမျိုးအစားတွေလည်းရှိပါတယ်အဲ့ဒီနေရာမှာမိဘတွေကဘာမှားတတ်တယ်လဲဆိုတော့ကိုကအရင်ကတစ်ခါကလေးကိုဆေးကန်းပြပူးမယ်အဲ့ဒီချိန်မှာဆရာဝန်ကနေပြီးတော့ paracetamol ကို5 ml တိုက်ရမယ်သို့မဟုတ်ရင်လည်း2.5 ml တိုက်ရမယ်ဆိုပြီးတော့ဆေးစာအုပ်ထဲမှာရေးပေးလိုက်မယ်အဲ့ဒါကိုကိုကအမြဲတမ်းပုံသေးကားချက်မှတ်ပြီးတော့ဒီ dose အမျိုးအစားပါဝင်မှုမတူတဲ့ဆေးရည်တွေကိုအဲ့ဒီအတိုင်းလိုက်တိုက်လိုက်မယ်ဆိုရင်တော့ကိုကအရင်ကတိုက်ခဲ့ဘူးတဲ့ဆေးပလင်းနဲ့ dose မတူဘူးဆိုရင်တော့ကလေးလေးကိုတိုက်တဲ့ပမာဏကမှားသွားနိုင်ပါတယ်ဒါကြောင့်မလို့အမြဲတမ်းသတိထားမှာကြတော့ကလေးကို paracetamol ဆေးရည်တိုက်တဲ့အခါမှာကလေးရဲ့အသက်ကိုအလေးချိန်နဲ့ဆေးပမာဏကိုချိန်တွယ်ပြီးတော့တိုက်တာကသာအမှန်ဆုံးဖြစ်မယ်ဆိုတော့သိထားရမှာဖြစ်ပါတယ်ရှင်နောက်ထပ်မိဘတွေမှားတတ်တဲ့အမှားတစ်ခုကကြတော့ကလေးကိုမလိုအပ်ဖ ೇನೆ ဆေးတိုက်မိတာပါဥပမာပြောရရင်တော့ကာကွယ်ဆေးထိုးတဲ့အခြေအနေမျိုးမှာဆိုရင်တော့ဒီလိုမျိုးလေးတွေဖြစ်လေးရှိပါတယ်ကလေးလေးတွေကိုကာကွယ်ဆေးထိုးတဲ့အခါမှာဆိုရင်ကလေးလေးတွေကမအီမတာဖြစ်တာတို့နောက်ကိုလေးနည်းနည်းနှွေးတာတို့နောက်သူတို့အီတာတို့အဲ့လိုမျိုးပုံစံလေးတွေဖြစ်လေးရှိတယ်ပေါ့နော်အဲ့ဒါကကာကွယ်ဆေးထိုးတဲ့အခါမှာကလေးတိုင်းဒီပါဖြစ်လေးရှိတဲ့ reaction လို့ခေါ်တဲ့တုံ့ပြန်မှုလေးတွေဖြစ်ပါတယ်ဒီလိုမျိုး reaction လေးတွေကိုစိတ်ပူပြီးတော့မိဘတွေကကာကွယ်ဆေးမထိုးခင်မှာ paracetamol ကိုကြိုတိုက်တာမျိုးတွေလုပ်လေးရှိကြပါတယ်အဲ့ဒါမျိုးကလုပ်ဖို့မလိုအပ်ပါဘူးကာကွယ်ဆေးထိုးတဲ့အခါမှာဖျားတာအီတာမအီမတာဖြစ်တာတွေကဖြစ်လေးရှိတဲ့ဒါပုံမှန်ဖြစ်စဉ်တွေပဲမို့လို့ကျမတို့က paracetamol ကိုကြိုပြီးတော့တိုက်เสียမလိုပါဘူးဖြစ်တော့မှသာတိုက်ဖို့လိုပါတယ်ရှင်နောက်ထပ်သတိထားမယ့်အချက်လေးကကြတော့ကလေးလေးတွေကိုဘယ်အချိန်ကနေစပြီးတော့ paracetamol လို့ခေါ်တဲ့အဖျားချဆေးတိုက်ရမလဲဆိုတာပါကျမတို့ကအကြမ်းမြင်အဖြစ်ဆိုရင်တော့ကလေးအသက်2လနဲ့အထက်ကစပြီးတော့ paracetamol ဆေးကိုတိုက်ပေးလို့ရပါတယ်ဒါပေမဲ့အဲ့ဒီထက်ငယ်မယ်ဆိုရင်တော့ဆရာဝန်မဖြစ်မနေပြရမှာဖြစ်ပါတယ်ပြီးတော့တိုက်တဲ့အခါမှာဆိုရင်လည်းကလေးရဲ့အသက်အရွယ်ပေါင်ချိန်နဲ့ကိုက်ညီရဲ့ဆေးပမာဏကိုသာတိုက်ရမှာဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ကလေးလေးတွေကို paracetamol ဆေးတိုက်တဲ့အခါမှာဘယ်လိုတွက်ပြီးတော့တိုက်ရမလဲဆိုတဲ့အကြောင်းလေးပြောပြပေးပါအောင်မယ်မိဘအနေနဲ့အကြမ်းမြင်မှတ်ထားလို့ရတာက paracetamol ဆေးရတိုက်တဲ့အခါမှာတစ်ချိန်ကို15 mg per kg နှုန်းနဲ့တွက်ပြီးတော့တိုက်လို့ရပါတယ်အဲ့ဒါပြောချင်တာကတော့ကလေးလေးရဲ့ကိုယ်အလေးချိန်ကို kg ဖွဲ့မယ်ဖွဲ့ပြီးတော့1 kg ရှိရဆိုရင်15 mg တိုက်ရမယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ကလေးက3 kg ရှိရဆိုရင်တော့45 mg တိုက်ရမှာမျိုးဖြစ်ပါတယ်ရှင်ကျမအနေနဲ့ဆက်ပြီးတော့ဒီမိဘအနေနဲ့ပေါ့နော်ကလေးလေးကိုတိုက်ရတာလွယ်စေဖို့အတွက်ဒီ dose လေးတွေကိုလည်းပြောပြပေးချင်ပါသေးတယ်ကလေးငယ်လေးတွေဖြစ်တဲ့အသက်3လကနေ5လအထိကလေးလေးတွေကိုတော့တစ်ခါတိုက်မယ်ဆိုရင်2.5 ml paracetamol တိုက်လို့ရပါတယ်24နာရီအတွင်းမှာဆိုရင်တော့အများဆုံး4ချိန်ပဲတိုက်ရမှာဖြစ်ပါတယ်အသက်6လကနေ23လအထိကလေးလေးတွေကိုတော့တစ်ခါတိုက်တဲ့အခါမှာ5 ml တိုက်လို့ရပါတယ်24နာရီအတွင်းမှာအများဆုံး4ချိန်ပဲစီတိုက်ရမှာဖြစ်ပါတယ်ရှင်2နှစ်ကနေ3နှစ်အထိအရွယ်ကလေးလေးတွေကိုတော့တစ်ချိန်တိုက်တဲ့အခါမှာ 7.5 ml တိုက်လို့ရပါတယ်24နာရီအတွင်းမှာအများဆုံး4ချိန်ပဲတိုက်ရမှာဖြစ်ပါတယ်နောက်ထပ်အသက်4နှစ်ကနေ5နှစ်အတွင်းကလေးလေးတွေဆိုရင်တော့တစ်ချိန်တိုက်တဲ့အခါမှာဆေးရည်10 ml တိုက်လို့ရပါတယ်24နာရီအတွင်းမှာအများဆုံး4ချိန်ပဲတိုက်ရမှာဖြစ်ပါတယ်အခုပြောပြပေးသွားတဲ့ဆေးပမာဏတွေကကြတော့ paracetamol ဆေးရည်120 mg per 5 ml လို့ခေါ်တဲ့5 ml မှာ paracetamol 120 mg ပါဝင်တဲ့ဆေးရည်အမျိုးအစားတွေအတွက်ကိုပြောပြပေးထားတာပဲဖြစ်ပါတယ်ရှင်paracetamol ကယောဂကိုကုတာလား paracetamol ကယောဂကိုကုတာလားဆိုတော့ तू ကယောဂကိုကုတာတော့မဟုတ်ပါဘူးကျမတို့ရဲ့ခန္ဓာကိုယ်ထဲကိုယောဂပိုးမွှားတစ်ခုဝင်ရောက်လာပြီဆိုရင်ပြန်ပြီးတော့တုံ့ပြန်တိုက်ခိုက်တဲ့အနေနဲ့ဖြစ်စဉ်တစ်ခုထဲမှာဆိုရင်ဒါကိုပူတက်လာတာလည်းပါပါတယ်အဲ့လိုမျိုးကိုပူတက်လာတဲ့အခါမှာကလေးဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်နေရတာထိုင်ရတာမတက်တာတော့ပါဘူးကိုပူချိန်ကြီးလာပြီဆိုရင်ကလေးလေးတွေမှာဆိုရင်အုံနောက်ပျက်စီးတာမျိုးတွေနောက်တက်သွားတာမျိုးလေးတွေဖြစ်တတ်ပါတယ်ဒီလိုမျိုးဆိုးကျိုးတွေမဖြစ်စေဖို့အတွက်ကလေးလေးလည်းနေရတာတက်တာစေဖို့အတွက်ကိုကျမတို့ကကိုပူကြသေးဖြစ်တဲ့ paracetamol ကိုတိုက်ပေးရတာဖြစ်ပါတယ်။ကလေးငယ်တူရဲ့ပုံမှန်ကိုပူချိန်က 36.4 degree Celsius ရှိပါတယ်။တကယ်လို့များကလေးငယ်လေးကအဖျားကြီးတာနဲ့အတူတူနှာခမ်းတွေခြောက်လာတယ်၊ငယ်လေးချိုင်လာတယ်၊အင်မတန်နှုံးခွေနေတယ်၊လုံးဝနှုံးမဆိုးတော့ဘူး၊စီးမသွားတော့ဘူးစတဲ့ရေဓာတ်ခန်းချောက်တဲ့လက္ခဏာတွေရှိမရှိကိုလည်းသုံးသပ်ပေးဖို့လိုပါတယ်။ကလေးလေးကအဖျားအင်မတန်ကြီးလာပြီဆိုတာနဲ့အတူတူခန္ဓာကိုယ်မှာအနီဇက်တွေထွက်လာတာမျိုးတွေ၊ဇက်တွေခိုင်းလာတာမျိုးတွေ၊စီးလုံးဝမသွားတော့တာမျိုးတွေ၊ဘိုက်လွန်မင်းနာလာတာမျိုးတွေ၊တတိမကောင်းတော့တာမျိုးတွေ၊ခြေပြားလက်ဖျားတွေအေးဆက်လာတာမျိုးတွေစတဲ့အရေးကြီးလက္ခဏာတွေအမြဲတမ်းဆက်စစ်တင်ပါတယ်ရှင်။
ဒါအပြင်ဖျားနေတဲ့ကလေးလေးကိုပြုစုတဲ့နေရာမှာရေများများတိုက်ပေးဖို့လိုပါတယ်အသက်6လအောက်ကလေးတွေဆိုရင်တော့မိခင်တို့ဝင်အောင်တိုက်ကျွေးပေးဖို့လိုပါတယ်ရှင်အသက်6လနဲ့အထက်ကလေးလေးတွေဆိုရင်တော့မိခင်တို့နဲ့အတူသူတို့အတွက်ကိုရေဓာတ်ပြေဝစီမဲ့ဆန်ပြုတ်စွပ်ပြုတ်ဟင်းကြိုရေးစသဖြင့်ဒါရေဓာတ်ပြေဝမဖယ်အရာမဆိုလေးတွေကိုကျမတို့ကတိုက်ပေးသင့်ပါတယ်နောက်တစ်ခုကကျတော့ဖျားနေတဲ့ကလေးလေးကအစားပြတ်တတ်ပါတယ်အဲ့လိုအချိန်မျိုးမှာဆိုရင်လေသူကဒီအစားပြတ်တာပေါ့နော်ကျမတို့အနေနဲ့လုံးဝမကျွေးဘဲနဲ့ထားမယ်ဆိုရင်ကျတော့ပို့ပြီးတော့ပါးစပ်ပြတ်သွားပြီးတော့အာဟာရနှဲပါသွားနိုင်တဲ့အတွက်ကြောင့်မို့လို့ကလေးလေးတွေကြိုက်နှစ်သက်မဲ့အရာလေးတွေကိုနည်းနည်းနဲ့မကြာခဏလေးကျွေးပေးဖို့လိုအပ်ပါတယ်အစာအာဟာရပြေဝတော့မှပဲကလေးရဲ့ခုခံအားကပိုတက်ပြီးတော့သူတို့ရဲ့ဖျားနာမှုကိုပြန်လည်တိုက်ထုတ်နိုင်မှာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကကျတော့ကလေးလေးဖျားတဲ့အခါမှာတတိထားစောင့်ကြည့်တဲ့အရေးကြီးလက္ခဏာတွေပဲဖြစ်ပါတယ်ကလေးငယ်လေးတူကအဖျားကြီးလာတာနဲ့အတူတူတက်သွားတာမျိုးတွေဖြစ်ခဲ့မယ်ဆိုရင်ချက်ချင်းဆေးရုံဆေးကန်းပြသဖို့လိုပါတယ်ဒါအပြင်ခန္ဓာကိုယ်မှာအနီစက်တွေထွက်လာတာနှာခေါင်းသွေးရှံတာသဖုံးသွေးယိုတာပြီးတော့အန်တဲ့အခါမှာအညိုရောင်တွေအန်လာတာဝမ်းမဲမဲတွေသွားလာတာစတဲ့လက္ခဏာတွေရှိပြီးဆိုရင်လည်းအရေးကြီးပါတယ်ချက်ချင်းဆေးရုံဆေးကန်းပြသရမှာပဲဖြစ်ပါတယ်ပြီးတော့ကလေးလေးရဲ့ခြေပြားလက်ဖျားတွေအေးဆက်လာတာမျိုးတွေသွေးခုန်နှုန်းဆန်းမရတာမျိုးတွေကလေးလေးအနေနဲ့သတိကောင်းကောင်းမရတာမျိုးတွေဒီလိုအခြေအနေတွေဖြစ်ပြီးဆိုရင်လည်းအင်မတန်အရေးကြီးပါတယ်ချက်ချင်းဆေးရုံဆေးကန်းပြသရမှာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကကျတော့ကလေးကအဖျားကျတာတော့မှပဲမှိန်းနေတာမျိုးပါကလေးကအဖျားကျတာတော့မှပဲမလန်းမဆန်းမနဲ့အင်မတန်မှိန်းနေတယ်နှုံးခွေနေတယ်ဆိုရင်လည်းချက်ချင်းဆေးရုံဆေးကန်းအောင်ပြသရမှာပဲဖြစ်ပါတယ်ဒါအပြင်ကလေးဖျားနေတဲ့အချိန်မျိုးမှာလူထူတတ်တဲ့နေရာတွေကိုရှောင်ပေးသင့်ပါတယ်ကလေးကိုကင်တွယ်တဲ့လူကြီးတွေအနေနဲ့လည်းလက်ကိုဆက်ပြနဲ့သိချင်တာဆေးကြောသင့်ပါတယ်ရှင်အခုဆိုရင်တော့မိုးရာသီကာလကိုလည်းရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကလေးလေးတွေကအေးမိဖျားနာတာတွေတုပ်ကွေးဖြစ်တာတွေရာသီအကူးပြောင်းတွေထန်တွေကြောင့်မို့လို့ဖျားနာတာမျိုးတွေဖြစ်လိမ့်ရှိပါတယ်ဒီလိုအချိန်မှာဆိုရင်ခုနကပြပြထားတဲ့အချက်လေးတွေနဲ့လိုက်နာပြီးတော့ကလေးလေးကိုပြုစုစောင့်ရှောက်ပေးလို့ရပါတယ်ကိုယ့်ရဲ့ကလေးဖျားနာတဲ့အခါမျိုးမှာစိုးရင်ရတဲ့လက္ခဏာတစ်စုံတစ်ရာရှိရဆိုရင်လည်းအချိန်မဆိုင်မနဲ့ချက်ချင်းဆေးရုံဆေးကန်းပြသဖို့အတွက်ကိုလည်းတိုက်တွန်းချင်ပါတယ်ရှင်အခုလိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်